overthinking ဆိုတာတင်းရဲ့ personality မဟုတ်ပါဘူးရက်တန်လို့မရဖြစ်နေတဲ့ brain loop တစ်ခုပါဘာလို့အတွေးတွေကတားဆီးလို့မရဖြစ်နေတာတင်းရဲ့အုံနောက်ထဲက prefrontal cortex ဆိုတဲ့စင်ကျင်တုံတရားရှိတဲ့အပိုင်းကလုံအလုံးလုံးနေပြီးတော့အနာဂတ်အတွက်ကြောက်စိတ်တွေကိုပုံဖော်နေလို့ဒါဟာစဉ်းစားနေတာမဟုတ်ပါဘူးအုံနောက်ကမလိုလားတဲ့စွမ်းရည်တွေကိုဖြုံးတီးပြနေတာဒီ loop ကိုဘယ်လိုကြော်ဖြတ်မလဲသိပ္ပံနည်းကျအထီးရောက်ဆုံးနည်းလမ်းက physical interaction ပါအတွေးတွေစများလာပြီဆိုတာနဲ့5 4 3 2 1ဆိုပြီးတော့ကြောင်းမြန်ရေးတွက်လိုက်ပါဒါဟာတင့်ရဲ့အုံနောက်ကိုခဏတာ reset ချပြီးတော့အတွေးခွင့်ဆက်တွေကိုဖြတ်တောက်လိုက်တာနောက်တစ်ခုကတော့အဲ့အတွေးတွေကိုလှုပ်ဆောင်ချက်တစ်ခုခုနဲ့ချက်ချင်းအစားထိုးလိုက်ပါရေတစ်ခွက်ထတောက်တာဖြစ်ဖြစ်လမ်းထလျှောက်တာဖြစ်ဖြစ်ပေါ့ခန္ဓာကိုယ်ကိုလှုပ်ရှားလိုက်တာနဲ့အုံနောက်ကအတွေးတွေထဲကနေလက်တွေ့ကပါစီကိုပြန်ရောက်လာပါလိမ့်အတွေးလွန်တာကိုရပ်တန့်ခြင်းဆက်မတွေးပါနဲ့တော့တစ်ခုခုကိုလှုပ်လိုက်ပါအခုပဲ9ကနေ1ထိဖြောင်းမြန်ရေးတွက်ပြီးတင့်ရဲ့ပထမဆုံးခြေလှမ်းကိုစတင်လိုက်ပါ